ကြားပြီးဖြစ်တဲ့ကြောင့်ကြားရကြတဲ့အမိဇပေါ့တရားတော်နာကိုရပါတယ်လေးစားပါဖြင့်လူရှင်ရှိမှများရဲ့ဒီကဖြစ်ကြပါအောင်ကြီးအောင်ကြီးအောင်ကြီးတေးခြင်းအောင်နမိတ်တို့ဆောင်အောင်ကြီးအောင်ကြီးအောင်ကြီးတေးခြင်းအောင်ဟိတ်တို့ဆောင်အမြင်နမိတ်ဆုံးရောင်ရည်ဖြာတဲ့နဲ့ခင်မှာမင်္ဂလာပါနေသိရဲ့အာယုဥမှာမင်္ဂလာပါရှင်လေးတဲ့ဒီနေ့လေးဟာမင်္ဂလာပါကိုယ်စိတ်နဲ့ဖြာခြင်းမှာချမ်းသာပါစေသောအလင်းကြီးနဲ့ရောင်ချီဥမှာမင်္ဂလာပါချင်းငတ်တွတွန်းတဲ့ဥတာမင်္ဂလာပါနှုတ်ထားခဲ့ဒီနေ့ဥမှာမင်္ဂလာပါကိုယ်စိတ်နှပြခြင်းမှာချမ်းသာပါစေသောမင်္ဂလာရှိစေသောမင်္ဂလာရှိစေသောမင်္ဂလာရှိစေသောဖယားတရားသံဃာမိဘဆရာပူဇော်တာအာယုဥနဲ့နဲ့ခင်အစဉ်ကောင်းကြီးမင်္ဂလာတော်ကြည်စုံပါစေသောလူတိုင်းချက်တီပေါင်းနဲ့ခညောင်ပါစေသော